ဂျပန်နိုင်ငံမှာ9နှစ်နေထိုင်လာသူဖြစ်တာကြောင့်ဂျပန်ဆေးအဖွဲ့အတွက်မန္တလေးမှာစကားပြန်လုပ်ပေးနေတဲ့မတ်တန်တန်ထွေအားလုံးပဲမင်္ဂလာပါဗာမစ်နောင်ကနေကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံကငလျင်ဘေးကိုဆိုးဆိုးရွားရွားကြုံတွေ့ရပြီးတဲ့နောက်နိုင်ငံတကာကကယ်ဆယ်ရေးအဖွဲ့တွေအပြင်ဆေးအဖွဲ့တွေကလည်းခမဲ့လာရောက်ကုသပေးနေကြတာပါအဲ့ဒီအထက်မှာတော့ဂျပန်နိုင်ငံကဆရာဝန်တွေပါဝင်တဲ့ဆေးအဖွဲ့ကလည်းမန္တလေးမှာငလျင်ဘေးသင့်ပြည်သူတွေကိုအခမဲ့ဆေးကုသပေးနေတာပါဂျပန်ဆေးအဖွဲ့ကမန္တလေးမှာကုသပေးနေတာရက်နှဲငယ်ကြာမြင့်နေပါပြီဂျပန်ဆေးအဖွဲ့မှာစကားပြန်ဖြစ်ဝင်ရောက်ကူညီပေးနေသူကတော့မတန်တန်ထွေဖြစ်ပါတယ်မတန်တန်ထွေကဂျပန်နိုင်ငံမှာ9နှစ်နေထိုင်ခဲ့သူတယောက်ဖြစ်ပြီးမြန်မာပြည်ကိုမိဘတွေကိုတွေ့ဖို့အလဲရောက်လာခဲ့သူပါမိဘတွေနေထိုင်တဲ့မန္တလေးကိုအလဲရောက်နေစဉ်မှာငလျင်ဘေးကိုမတန်တန်ထွေလည်းကြုံလိုက်ရပါတယ်ဂျပန်နိုင်ငံမှာနှစ်ရှည်နေခဲ့ဘူးတာကြောင့်ငလျင်နဲ့ပတ်သက်ရင်တော့မတန်တန်ထွေကအတွေ့အကြုံရှိပြီးသားဖြစ်ပါတယ်ငလျင်တန်းခန်းစားရတဲ့အချိန်မှာမတန်တန်ထွေကမိသားစုဝင်တွေကိုအသက်နေရကနေလွတ်မြောက်အောင်ကယ်တင်နိုင်ခဲ့တာပါသူအလဲပြန်လာခဲ့တာဟာမိဘတွေအတွက်အဆင်ပြေတောင်းရုံသားမကအခြားသောငလျင်ဘေးသင့်ဒဏ်ရာရပြည်သူတွေအတွက်ပါအဆင်ပြေသွားစေပါတယ်မတန်တန်ထွေရဲ့အမေကထိခိုက်ဒဏ်ရာရသွားခဲ့တာကြောင့်မန္တလေးကိုရောက်နေတဲ့ဂျပန်ဆေးဖွဲ့ကိုတောက်ပြောက်ခဲ့တာပါအဲ့ဒီမှာစကားပြန်မရှိတာကြောင့်အလုံးမတွင်ကျဲဖြစ်နေပြီးကုသရတာခက်ခဲနေပါတယ်ဆရာဝန်နဲ့လူနာကြားမှာပြောဆိုဆက်သွယ်ရတာအဆင်မပြေဖြစ်နေတာကိုမတန်တန်ထွေကတွေ့သွားခဲ့တာပါဈေးကူးတဲ့အခါခံစားရတဲ့ဝေဒနာတွေကိုဆရာဝန်တွေထံပြောပြရမှာဖြစ်ပေမဲ့လည်းခြေဟန်လက်ဟန်နဲ့ပဲပြောနေရတာပါမတန်တန်ထွေကဂျပန်စကားကိုကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တဲ့အတွက်ကြောင့်ဂျပန်ဆေးအဖွဲ့အတွက်စကားပြန်ဖြစ်ကူညီပေးလိုက်ပါတယ်ဈေးကလာပြတဲ့လူနာတွေဖြစ်တဲ့အကြောင်းအရာတွေကိုဂျပန်ဘာသာစကားနဲ့ဆရာဝန်တွေကိုပြောပြနိုင်လို့ဆရာဝန်တွေကလည်းလှင်လင်းမြင်မြန်သိရှိပြီးတော့တေချာကုသပေးနိုင်ပါတယ်ဆရာဝန်တွေပြောပြတဲ့စောင်းရန်ရှောင်းရန်ချက်လက်တွေကိုလည်းမတန်တန်ထွေကလူနာတွေကိုမြန်မာဘာသာစကားနဲ့ပြန်ပြောပြနိုင်တာကြောင့်အဆင်ပြေသွားပါတယ်မတန်တန်ထွေဟာသူတက်မြောက်တဲ့ဘာသာစကားနဲ့ငလျင်ဘေးသင့်ပြည်သူတွေစေကံပြရတာကိုအဆင်ပြေသွားအောင်ကူညီပေးနေတာပါဂျပန်ဆေးအဖွဲ့ကခင်မီစက်ပစ္စည်းတွေလည်းပါဝင်ပြီးစေတနာဖြစ်နဲ့ကူညီပေးနေကောင်စိတ်ရှည်တာတွေကိုလည်းတွေ့လိုက်ရပါတယ်ဂျပန်နိုင်ငံကငလျင်တန်းကိုမကြာခဏခန်းစားရတဲ့နိုင်ငံဖြစ်တာကြောင့်အတွေ့အကြုံတွေလည်းများစွာရှိပြီးသားဖြစ်ပါတယ်မြန်မာနိုင်ငံကိုလာရောက်ကုသပေးနေစဉ်မှာအိတ်ဆွေးလိုဆက်ကြီးတွေလည်းအပြည့်စုံပါဝင်လာတာပါမန္တလေးမှာဂျပန်ဆေးအဖွဲ့ကကုသပေးနေတာကိုတချို့တွေကမသိရှိသေးတာကြောင့်လာရောက်မပြသဖြစ်ပါဘူးဆရာဝန်တွေကမြန်မာလူမျိုးတွေကိုစေတနာမေတ္တာဖြင့်နဲ့ကုသပေးပြီးဆေးဝါးတွေကကောင်းမွန်တာကြောင့်လာရောက်ကုသလို့ရတယ်လို့ဆိုပါတယ်မတန်တန်ထွေးဟာဂျပန်စကားပြန်ဖြစ်ကူညီပေးနေရင်လူနာတွေနည်းနည်းလေးပဲဖြစ်ဖြစ်အဆင်ပြေသွားရင်ကျင်းနေပါပြီလို့ဆိုပါတယ်စကားပြန်ဖြစ်လောက်ကင်ပေးနေစဉ်မှာလူနာများစွာကသူတို့ခံစားရတဲ့ယောဂအဆောင်အကြောင်းကိုပြောပြကြပါတယ်မတန်တန်ထွေးကလည်းစိတ်ရှည်ရှည်နဲ့ရှင်းပြနိုင်သူဖြစ်တာကြောင့်ကျေးဇူးတင်နေကြတာပါမတန်တန်ထွေးကသူတက်မြောက်ထားတဲ့ဘာသာစကားနဲ့တထောက်တနေရာကနေကူညီနိုင်တာကြောင့်ငလျင်ဘေးသင့်ပြည်သူတွေလည်းစိတ်ကူးတိုက်ရမှာမကြသင့်တဲ့အချိန်တွေမကြတော့ပါဘူးလွန်ခဲ့တဲ့ရက်ပိုင်းကအသက်12နှစ်အရွယ်သားရှိသေးတဲ့နန်းဒေဝီကအိန္ဒိယကယ်ဆယ်ရေးအဖွဲ့အတွက်စကားပြန်လုပ်ပေးခဲ့ကကူညီပေးခဲ့ပါတယ်အခုလည်းမတန်တန်ထွေးကသူတက်မြောက်တဲ့ဂျပန်ဘာသာစကားနဲ့ဂျပန်ဆေးအဖွဲ့ကိုစိတ်ကူးတိုက်ရတာချောမွေ့အောင်ကူညီပေးလိုက်ပါပြီတက်မြောက်တဲ့ဘာသာစကားကိုလူအများအတွက်အကျိုးရှိအောင်အသုံးချနိုင်တဲ့မတန်တန်ထွေးပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်အကြောင်းမျိုးမျိုးကြောင့်ကွယ်လွန်သွားခဲ့ရတဲ့သူတွေလည်းကောင်းရာပုံပေါ်ရောက်ရှိပါစေကြောင်းနဲ့ကိုကြီးကယ်ဆယ်ထောက်ပံ့ပေးသူအလုံးကိုကျေးဇူးထူးပဲတင်ကြောင်းပြောကြားရင်းနဲ့နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ